လက်နက်ကင်ဓာပြ3ယောက်ဟာတည်ငြိမ်တဲ့အမူအရာနဲ့ဗန်တကားကြီးတွေကိုဝင်သွားခဲ့ကြပါတယ်။သူတို့အခုလိုစိတ်အေးလက်အေးရှိနေနိုင်တာကတော့အပြင်မှာစောင့်ကြိုနေတဲ့သူဟာဒီဒေသမှာနမေကြီးလာတဲ့ပြန်ကားနှစ်ဖျားဖြစ်နေလို့ပါပဲ။ဒီကောင်လေးတယောက်စီးချက်ကြတဲ့ဂီတတန်စင်ထဲမှာမျောပါနေတော့မှပဲဗန်ရဲ့အရေးပေါ်အချက်ပေးတန်ဟာပတ်ဝန်းကျင်တစ်ခုလုံးကိုဟိမ့်ထွက်သွားခဲ့ပါတယ်။သူ့ရဲ့အဖွဲ့သားတွေဟာဒေါ်လာတန်းနဲ့ချီတဲ့ငွေသားတွေကိုအောင်မြင်စွာလူယူနိုင်ခဲ့ကြပါပြီ။သူ့အဖွဲ့သားတွေအောင်မြင်ပြန်ထွက်လာတာကိုမြင်တော့သူဟာအေးအေးလူလူပဲဂီယာနောက်ဆုတ်လိုက်ပါတယ်။လူအားလုံးကားထဲကိုရောက်ရှိသွားတာနဲ့ဒီကောင်လေးဟာလီဘာကိုအပြည့်နှင်းပြီးကားကိုအနောက်ဘက်သို့အရှိန်ဟုန်နဲ့မောင်းထွက်လိုက်ပါတယ်။ဆက်လက်ပြီးတော့ကျွမ်းကျင်လာတဲ့ကားဆွဲရမ်းမှုတစ်ခုနဲ့အတူကြိုတင်စီစဉ်ထားတဲ့ထွက်ပြေးမဲ့လမ်းကြောင်းတွေကိုအမြန်ဆုံးမောင်းဝင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပိတ်ဆို့ဖမ်းဆီးဖို့ရောက်လာတဲ့ရဲကားနဲ့မျက်နှာချင်းဆိုင်တိုးပါတော့တယ်။ကားပေါ်ကအဖွဲ့သားတွေဟာချက်ချင်းဆိုသလိုစိုးရိမ်နှုန်းလှုပ်သွားကြပေမဲ့ဒီကောင်လေးကတော့တောင်ကြီးတောင်လိုတည်ငြိမ်နေတော့မှာပဲ။လမ်းစုံမီးပွိုင်းမှာမိနေတော့မဲ့အခြေအနေကိုကြည့်ပြီးဒီကောင်လေးဟာအမိုက်စားကားဆွဲရမ်းမောင်းနေလိုက်တာကြောင့်သူ့နောက်ကလိုက်လာတဲ့ရဲကားတွေဟာဘာတာဝေပြီးအချင်းချင်းတိုက်မိကုန်ကြပါတယ်။ဒါပေမဲ့စီစဉ်ထားတဲ့လမ်းကြားလေးတွေကိုကိုယ်ဝင်လိုက်ရုံရှိသေးရှေ့တိတ်ကနေကုန်တင်ကားတစ်စီးရုတ်တရက်ထွက်လာပါတယ်။တော်သေးတာကတော့ဒီကောင်လေးမှာထိတ်တန့်အဆင့်မြင့်မောင်းနေမှုအရေးချင်းရှိနေလို့ဒီမတော်တဆမှုကိုစိုးရိမ်စရာမရှိပဲတီတီလေးရှောင်ကွင်းသွားနိုင်ခဲ့ပါတယ်။လိုက်ဖက်တဲ့ရဲကားအားလုံးကိုအောင်မြင်စွာဖြုတ်ထုတ်ပစ်ပြီးတဲ့နောက်ကောင်လေးဟာဓာပြဖွဲ့သားတွေကိုသူတို့သွားကျင်တဲ့ပန်းတိုင်စီဘေးကင်းစွာပို့ဆောင်ပေးခဲ့ပါတယ်။ဒီအလုပ်တစ်ခုတည်းနဲ့တင်သူဟာအလွယ်တကူပဲဒေါ်လာ2000ရှာဖွေနိုင်ခဲ့ပါတယ်။မကြာခင်မှာပဲသူဖြစ်သူကသူ့ကိုအလုပ်တစ်ခုထပ်မံပေးအပ်ခဲ့ပြန်ပါတယ်။ဒီတစ်ချိန်မှာလည်းအဖွဲ့သား3ယောက်နဲ့အတူသွားရမှာဖြစ်ပေမဲ့ဒီတစ်ခါမှာတော့သူတို့အရင်လိုကံကောင်းမှာမဟုတ်တော့ပါဘူး။